တနေ့ TikTok Reels ဒါမှမဟုတ် Facebook က short video တွေကိုအချိန်ဘယ်လောက်ကြာအောင်ကြည့်မိနေပြီလဲအာယုံစိုးဆိုင်မှုတွေလုံးဝပျက်စီးနေတယ်လို့ခံစားရပြီးစာအုပ်တစ်မျက်နှာတောင်မှစုံအောင်မဖတ်နိုင်ပဲဖုံးလန်းကင်မိနေရင်အဲ့ဒါကတော့တင်တယောက်တည်းမဟုတ်ပါဘူးဒါကို brain rot လို့ခေါ်ပါတယ်ဇွန်လမှာကျောင်းတွေလည်းပြန်ဖွင့်နေပြီဆိုတော့ကျွန်တော်တို့တွေဒီ brain rot ပြဿနာကိုအမြဲဆုံးပြင်မှရပါလိမ့်မယ်ဒါကြောင့်ဒီနေ့ episode မှာတော့ကျွန်တော်တို့ရဲ့အာယုံစိုးဆိုင်မှုတွေကိုပြန်ပြီးတော့ကောင်းလာအောင်သိပ္ပံနည်းကြဘယ်လိုမျိုး reset လုပ်လို့ရမလဲဆိုတာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အဆုံးထိနားထောင်ပေးသွားပါအောင်နော် Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ podcast by TK YouTube channel က podcaster ကိုသက်ကျော်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအာယုံစိုးဆိုင်မှုပေါ့နော် attention span ကိုဘယ်လိုပြန်ပြင်လို့ရမလဲဆိုတာကိုအချက်၃ချက်နဲ့ကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တွေစလိုက်ကြရအောင်နံပါတ်1ချက်ကတော့ကျွန်တော်တို့စာမလုပ်ခင်ကလေးကကိုယ့်ကိုအာယုံနောက်စေမဲ့အရာတွေကိုအမြင့်ပြည့်ရှင်းထုတ်ထားတာကောင်းပါတယ်အထူးသဖြင့်ဖုန်းပေါ့နော်ကျွန်တော်အတွက်ဆိုရင်လည်းကျွန်တော်ဒီ distraction အများဆုံးပေးတဲ့အရာကဖုန်းကနေလာတယ်ပေါ့ဖုန်းကိုမြင်နေရရင်ကိုပဲကျွန်တော်တို့ကဒီဖုန်းကတက်လာတဲ့ notification တွေကိုကြည့်နေတယ်ပြီးတော့ဘာသတင်းတွေထိုးလာပြီလဲပေါ့နော်ပြီးတော့ကျွန်တော်တို့တွေဒီအချိန်ဆွဲတဲ့အခါမှာလည်းဖုန်းကြည့်ပြီးတော့ဆွဲကြတာများတယ်ပေါ့နော်တခုခုကိုမလုပ်ရှင်ဥမာစာလုပ်တယ်ဆိုလို့ရှိရင်လည်းကိုကခက်ခဲတဲ့ဘာသာရပ်ကိုလုပ်ရပြီဆိုလို့ရှိရင်စိတ်ကအဲ့ဒါကိုမလုပ်ရှင်ကိုယ့်အတွက်ပင်ပန်းတယ် stress ဖြစ်စေတယ်အဲ့တော့ကျွန်တော်တို့ကလမ်းလွဲတဲ့အနေနဲ့ပို့ပြီးတက်တာတဲ့အရာပေါ့နော်ဖုန်းလေးထုတ်ပြီးတော့ဘာရမဟုတ်ဘူးပုတ်နေမိတာပေါ့နော်အဲ့လိုဖုန်းကြည့်ကြကလည်းကျွန်တော်တို့တတိလည်းမပါဘူးပေါ့အလေးချင်းဖြစ်နေလို့ကိုပဲအဲ့လိုမျိုးကြည့်မိနေတာပြီးတော့ကျွန်တော် story တွေတင်ထားရဲဆိုရင်လည်းကိုယ့်ရဲ့ post ကိုဘယ်သူများ like လုပ်သွားမလဲဆိုတော့ဝင်စစ်ရတာလည်းအမောပေါ့လေအဲ့လိုမျိုးနဲ့ဖုန်းကတော့တော်တော်လေးကြည့်ဖြစ်ကြတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကစာလုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ကို distract ဖြစ်စေမယ့်အရာတွေကိုကိုယ်နားမှာမထားတာအကောင်းဆုံးပဲအဲ့တော့ဖုန်းကိုလည်းကျွန်တော်တို့ရဲ့မျက်စိအောက်မှာမမြင်တဲ့နေရာမှာထားတာကအကောင်းဆုံးပဲပေါ့နော်ပြီးတော့စာလုပ်တော့မယ်ဆိုလို့ရှိရင်ဖုန်းကို notification off အတန်တွေ off ထားတာအကောင်းဆုံးပါပဲစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့စာလုပ်နေတဲ့တနာရီလောက်အတွင်းမှာတော့ဘာမှအရေးကြီးကြည်ကြီးတွေဖြစ်သွားပို့တော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့အဲ့တနာရီလေးကိုတော့ဖုန်းနဲ့ကျွန်တော်တို့ဝေးမှနေဖို့လိုတယ်ဝေးလေကောင်းလေပဲပေါ့ကျွန်တော်တို့ကတကူခုကိုလှုပ်ဖို့ခက်ခဲလေအဲ့ဒီအရာကိုလှုပ်ဖို့ကပို့ပြီးတော့ chance နည်းလေပေါ့နော်အဲ့တော့ကျွန်တော်တို့ကစာပဲလှုပ်ရှင်နဲ့ဖုန်းမသုံးချင်ဘူးဆိုရင်ဖုန်းကိုယ့်ရဲ့ဝေးမှာထားဖို့လိုတယ်ဖြစ်နိုင်ရင်တခြားအခန်းမှာအဲ့လိုမျိုးကိုယ်နဲ့လက်လန်းမမီတဲ့နေရာမှာထားရင်တော့အကောင်းဆုံးပဲဗျဒါမှသာကျွန်တော်တို့တွေ distraction မရှိဘဲနဲ့မှာကိုယ့်ရဲ့စာကိုတေချာ focus လုပ်ပြီးတော့လုပ်နိုင်မှာပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့စာကြည့်စပွဲမှာဆိုရင်လည်းစာနဲ့ပတ်သက်တဲ့စာအုပ်တွေဘောပင်တွေပြီးတော့ရင်ကိုယ်က laptop နဲ့စာလုပ်တာဆိုရင်လည်း laptop iPad ပေါ့နော်ဒါတွေကိုအစင်းသင့်ထားဖို့လိုတယ်ပြီးတော့အဲ့ဒီ laptop တွေ iPad တွေပေါ့နော် device တွေကတော့ကျွန်တော်တို့သုံးနေရအောင်ပါပဲပေါ့အဲ့တော့အဲ့ဒီ device တွေမှာဆိုရင်လည်းကျွန်တော်တို့စာလုပ်တဲ့အချိန်မှာ notification တွေ off တာကတော့အကောင်းဆုံးပဲပေါ့နော်ဒါမှသာကျွန်တော်တို့တွေကဒီ distraction တွေနည်းလေကိုယ့်ရဲ့စာအုပ်ပို့ပြီးတော့ focus လုပ်နိုင်လေဖြစ်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့အုံနောက်ကလည်းအဲ့လိုမျိုးအနောက်ချက်ဖြစ်စရာတွေမရှိဘူးစပွဲလေးကလည်းတန်ရှင်တရဲကိုစာလုပ်ရမယ့်ဟာတွေပဲရှိတယ်ဆိုလို့ရှိရင်အုံနောက်ကလည်း okay ငါစာလုပ်ရတော့မယ်ဆိုပြီးတော့အလိုအလျောက်ပေါ့နော် study mode ကိုပြောင်းသွားပါလိမ့်မယ်ဆိုတော့နံပါတ်1အချက်ကတော့စာမလုပ်ခင်ကိုယ် distract ဖြစ်စေမယ့်အရာတွေအနောက်ချက်ဖြစ်စေမယ့်အရာတွေကိုဝေးမှာထားတာပါနံပါတ်2ကတော့အချိန်အပိုင်းခြားနဲ့အာရုံစိုက်ပြီးတော့လုပ်တာပေါ့နော်ကျွန်တော်တို့အများစုကအမှတ်မှားနေတာကစာလုပ်တဲ့အခါမှာအချိန်ကြီးအများကြီးပေးလေကိုစာပိုရလေလို့ထင်ကြတယ်ပေါ့နော်တကယ်တော့အဲ့ဒါအမှန်မဟုတ်ဘူးဗျကျွန်တော်ဖတ်ဖို့တဲ့စာအုပ်တုပ်ထဲကအရင်သဘောကျတဲ့ equation တစ်ကြောင်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုရတဲ့စာပမာဏပေါ့နော် work done မဲ့ထားပါတော့ကိုရတဲ့စာပမာဏဟာတဲ့ကိုသုံးလိုက်တဲ့အချိန်နဲ့ကိုအာယုံစူးစိုက်တဲ့ attention ပေါ့နော်ကိုရဲ့ focus နဲ့မြောက်တာနဲ့အတူတူပဲတဲ့သူပြောချင်တဲ့သဘောကဘာလဲဆိုတော့ကျွန်တော်တို့ကအချိန်တွေကိုပဲအများကြီးပေးပြီးတော့အာယုံစူးစိုက်မှုကအဲ့လောက်မကောင်းနေဘူးဆိုလို့ရှိရင်ကိုထင်တဲ့လောက်စားရမှာမဟုတ်ဘူးပေါ့လေအဲ့တော့ကျွန်တော်တို့ကဥပမာပေးရလို့ရှိရင်အာယုံစူးစိုက်မှုမကောင်းမဲနဲ့စာ 3-4 နာရီလောက်အကြာကြီးထိုင်လုပ်နေတာထက်တနာရီလောက်ကိုပဲကျွန်တော်တို့တွေအာယုံစူးစိုက်မှုအပြည့်နဲ့ပေါ့နော် distraction လည်းလုံးဝမရှိဘဲနဲ့တေးသေးချာချာ fully focus ပေါ့နော် deep work လုပ်နိုင်တာကပို့ပြီးတော့ effective ဖြစ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကအချိန်အပိုင်းခြားနဲ့တေချာလေးအာယုံစူးစိုက်ပြီးစာလုပ်တဲ့နီးစနစ်ကိုကျွန်တော်တို့
အသုံးပြုဖို့လိုတယ်အဲ့လိုအသုံးတဲ့အခါမှာလည်းနီးနှစ်နီးရှိရပေါ့နော်ပထမနီးကတော့ Pomodoro technique လို့ခေါ်တယ် Pomodoro နီးလန်းဆိုတာဘာလဲဆိုတော့ကျွန်တော်တို့စာကို25မိနစ်လုပ်တယ်ပြီးတော့5မိနစ်နားတယ်နောက်ထပ်25မိနစ်လုပ်တယ်5မိနစ်နားတယ်အဲ့လိုမျိုးကျွန်တော်တို့4ချိန်လုပ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့မိနစ်20ဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့ကြာပေါ့နော်ကျွန်တော်အနားယူရတယ်နောက်တစ်နည်းကတော့90-10နီးလန်းပေါ့အဲ့ဒါဘယ်လိုလဲဆိုတော့ဥပမာဗျာကျွန်တော်တို့ကစာလုပ်တဲ့အခါမှာ25မိနစ်ပဲအာယုံစိုက်တာထက်နည်းနည်းပို့ပြီးတော့ကြာလုပ်ရှင်တဲ့သူတွေအတွက်ပေါ့နော်90မိနစ်အာယုံစိုက်လုပ်တယ်ပြီးတော့10မိနစ်နားတယ်ပြီးတော့နောက်ထပ်မိနစ်50အာယုံစိုက်လုပ်တယ်10မိနစ်နားတယ်ဒီလိုမျိုးနည်းနဲ့ကျွန်တော်တို့အချိန်ပိုင်းခြားသတ်မှတ်ပြီးတော့လုပ်တာပေါ့ဒီနေရာမှာအရေးကြီးတာကအဲ့ဒီမိနစ်20တောင်မဟုတ်မိနစ်50အတွင်းမှာဘယ်တခြားပေါ့နော်ဘယ်အလုပ်ကိုမှမလုပ်ဘဲနဲ့ကိုလုံးမယ်လို့ကိုပြီးအောင်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့ဒီစာအုပ်ပဲလုံးဝစောက်ချပြီးတော့လုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီမိနစ်အတွင်းမှာကျွန်တော်တို့ဖုန်းလည်းလုံးဝမကြည့်ရဘူးတခြားဒီစာနဲ့မဆိုင်တဲ့အရာတွေပေါ့နော်ဥပမာကိုကသင်ချာတွက်မယ်ဆိုလို့ရှိရင်အဲ့ဒီ25မိနစ်50အတွင်းမှာတခြားစာတွေကိုလုံးဝမထိနဲ့ပေါ့ကိုလုံးမယ်ဆိုတဲ့အရာကိုပဲတည်တည်ချာချာ attention ပေးပြီးတော့ကျွန်တော်တို့လုပ်ရမယ်ပေါ့နော်ဆိုတော့ဒါကတော့နံပါတ်1နီလန်းပေါ့အချိန်အပိုင်းခြားနဲ့ကျွန်တော်တို့အာယုံစိုက်ဖို့လေ့ကျင့်တာနံပါတ်3နီလန်းကတော့ရွေချက်ရှိနဲ့ကျွန်တော်တို့အာယုံစူးစိုက်မှု attention span ကိုပြန်ပြီးတော့ရယူဖို့လိုတယ်ပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ရှေ့မှာ Pomodoro နီလန်းပေါ့နော်25မိနစ်လုပ်တယ်5မိနစ်နားတယ်90-10နီလန်းအတိုင်း50မိနစ်လုပ်တယ်10မိနစ်နားတယ်ဆိုရင်အဲ့ဒီအနားယူတဲ့5မိနစ်သို့မဟုတ်10မိနစ်မှာကျွန်တော်တို့ပုံမှန်အားဖြင့်စာလုံးလို့နားတဲ့အချိန်ဆိုလို့ရှိရင်ဖုန်းကြည့်ကြတာများတယ်ပေါ့နော်ဖုန်းကြည့်တယ် TikTok မှာ scroll လုပ်တယ်အဲ့လို short video တွေကြည့်တယ်တကယ်တော့အဲ့ဒါအုံနောက်ကိုအနားပေးတာမဟုတ်ပဲနဲ့အုံနောက်ကိုပေါ့နော်ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေနဲ့ထိတွေ့ပြီးတော့ပို့ပြီးပင်ပန်းအောင်လုပ်နေတဲ့တာနဲ့အတူတူပဲပေါ့နော်ပြီးတော့ကျွန်တော်တို့ရာ short video တွေကြည့်တဲ့အခါမှာအုံနောက်က dopamine နဲ့အများကြီးထွက်တယ်dopamine ဆိုတာကဒီ motivation hormone လို့လည်းခေါ်တယ်ပေါ့နော်သူကခံစားလို့ကောင်းတယ် dopamine ထွက်လို့ရှိရင် feel good ဖြစ်တယ်ပေါ့နော်ခံစားလို့ကောင်းတယ်အဲ့ဒီ action ကိုထပ်ပြီးတော့လှုပ်ရှင်စေခြင်းနဲ့ပေါ့လှုပ်နေစေခြင်းနဲ့ပေါ့နော်အဲ့တော့ဖုန်းကြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က dopamine တွေထွက်တယ် dopamine ထွက်တော့အဲ့ဒီ dopamine ကဖုန်းကိုဆက်ကြည့်အောင်ကျွန်တော်တို့ကိုလှုံ့ဆော်ပေးလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တွေကဒီအနားယူတဲ့အချိန်မှာဖုန်းတွေဒီ TikTok တွေ short video တွေဒါတွေကိုမကြည့်ဘဲနဲ့တခြားပေါ့နော်စိတ်အပန်းဖြေတဲ့အရာတွေနဲ့ကျွန်တော်တို့အနားယူတာပိုကောင်းတယ်ဥပမာအဖြစ်လမ်းလျှောက်တာမျိုးတို့ပြီးတော့လို့ရှိရင်မျက်လုံးလေးမှိတ်ပြီးတော့ငြိမ်ငြိမ်လေးနေတာမျိုးအဝေးကိုကြည့်တာမျိုးရေးထားတော့တာဒါမှမဟုတ်ကျွန်တော်တို့ကြိုက်တဲ့ snap တစ်ခုခုပေါ့နော်မုံတစ်ခုခုထစားတာမျိုးဒီလိုမျိုးကျွန်တော်တို့စလုပ်ပြီးတော့နားတဲ့အချိန်မှာဒီလိုမျိုးလေးတွေလောက်တာတော့ပို့ပြီးတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဖုန်းတွေကြည့်ပါများတော့အဲ့ဒီဟာကျွန်တော်တို့အတွက် dopamine နဲ့အများကြီးထွက်တယ်ဒါပေမဲ့အဲ့ဒါနဲ့ရှင်စာလုပ်တာကျတော့ကျွန်တော်တို့ dopamine ကအဲ့လောက်မထွက်ဘူးပေါ့အဲ့တော့အုံနောက်ကဘယ်လိုထင်သွားလဲဆိုတော့စာလုပ်တာကပြင်းစရာကောင်းတယ်ပေါ့နော်ဒီဖုန်းသုံးတာကပျော်စရာကောင်းတယ်အဲ့တော့ပျော်စရာကောင်းတဲ့အရာကိုသူကပို့ပြီးတော့လုပ်ဖို့အတွက်ကျွန်တော်တို့ကိုတွန်းအားပေးလိမ့်မယ်အဲ့တော့ကျွန်တော်တို့တွေကဒီပြင်းစရာကောင်းတဲ့အရာတွေပြောရရင်နံပါတ်3ချက်ကဘာလဲဆိုတော့ပြင်းစရာကောင်းတဲ့အရာတွေကိုကျွန်တော်တို့ရည်ရွယ်ချက်ရှိပေါ့နော်ပြန်ပြီးတော့လှုပ်ရှင်အားဖြင့်ကျွန်တော်တို့ရဲ့အုံနောက်ကို reset ပြန်ချဖို့လိုတယ်ဒါကကျွန်တော်တို့ရဲ့ attention span အာယုံစူးစိုက်မှုကိုပြန်လဲရယူဖို့အတွက်အရေးကြီးဆုံးအချက်တစ်ခုလည်းဖြစ်တယ်ပေါ့နော်ပြင်းစရာတော့ကောင်းလိမ့်မယ်ဖုန်းမကြည့်ပဲနေရတာဒီလမ်းမဲချောက်ပြီးတော့ပေါ့နော်ကျွန်တော်တို့တွေပုံမှန်ဒီတိုင်းလှုပ်ရှားရှားလေးပဲလှုပ်နေရတာပြင်းစရာတော့ကောင်းလိမ့်မယ်ဒါပေမဲ့ရေရှည်မှာအဲ့ဒီပြင်းစရာကောင်းတာကျွန်တော်တို့အတွက်ပြန်ပြီးတော့အကျိုးရလည်းဖြစ်လာစေလိမ့်မယ်ပေါ့နော်ပြီးတော့အုံနောက်အတွက်လည်းပို့ပြီးတော့ကျန်းမာလာစေလိမ့်မယ်ကျွန်တော်တို့တကယ်အလုပ်တွေပေါ့နော်စာလုပ်တာတော့ကိုလုပ်ရမယ့်အလုပ်တွေလုပ်ရင်းနဲ့မှdopamine ထွက်ပြီးတော့ကျွန်တော်တို့အဲ့ဒီစိတ်ကြည်နက်မှုကိုအစစ်မှန်ရလိမ့်မယ်ပေါ့နော်ပြောရရင်ဒီဖုန်းတွေကြီးလို့ရတဲ့ dopamine တို့ gain တွေဆော့ပြီးရတဲ့ dopamine တို့ဆိုတာ dopamine acid တွေမှာမဟုတ်တာကျွန်တော်တို့အောင်မြင်မှု acid ကနေရတဲ့ dopamine တွေမဟုတ်ဘူးလေဒီကျွန်တော်တို့ fake dopamine လို့ခေါ်လို့ရတာပေါ့တကယ်အလုပ် acid မဟုတ်ဘဲနဲ့အောင်မြင်မှု acid မဟုတ်ဘဲနဲ့ကျွန်တော်တို့အောင်မြင်မှုအတူရောင်နေရတဲ့ dopamine တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့အုံနောက်ကိုဒီလိုမျိုးပေါ့နော်ပြင်းစရာကောင်းတယ်လို့ထင်ရပေမဲ့အဲ့ဒီအရာတွေကိုလုံးရင်အကျိုးရှိတဲ့အရာတွေကိုကျွန်တော်တို့ရွေချက်ရှိနဲ့ပြန်လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့အာယုံစူးစိုက်မှုကိုပြန်လည်ရယူဖို့လိုပါတယ်ကဲဆိုတော့ဒီနေ့မျှဝေပေးတဲ့အချက်3ချက်ကိုပြန်ပြီးတော့အနည်းရှော့ရမယ်ဆိုရင်ကျွန်တော်တွေကနံပါတ်1အချက်ကတော့စာမလုပ်ခင်မှာအာယုံနောက်စေမဲ့အရာတွေပေါ့နော်ကိုယ် distract ဖြစ်စေမဲ့အရာတွေကိုဝေးဝေးမှထားပါရှင်းထုတ်ထားပါကိုယ့်ရဲ့ search word ကိုလည်းရှင်းရှင်းလင်းလင်းတက်တက်ရဲဖြစ်အောင်လုပ်ပါပေါ့နော်နံပါတ်2ကတော့ကျွန်တော်တို့မိနစ်25မိနစ်ဒါမှမဟုတ်လို့ရှိရင်မိနစ်50စီအချိန်ပိုင်းဖြတ်ပြီးတော့ပေါ့နော်
တေချာစာကိုအာရုံစူးစိုက်ပြီးတော့လုပ်ပါနံပါတ်3ချက်ကတော့စာလုပ်ပြီးတော့နားတဲ့အချိန်ပေါ့နော်နားတဲ့အချိန်ဆိုတာဒီ short break လေးပေါ့နော်25မိနစ်လုပ်တယ်5မိနစ်နားတယ်အဲ့ဒီနားတဲ့5မိနစ်အချိန်မှာကျွန်တော်တို့ဖုန်းမသုံးမိနဲ့ရိုးရှင်းတဲ့အရာလေးတွေလုပ်ပေါ့နော်လမ်းလျှောက်တာရေတောက်တာအဲ့လိုမျိုးကျွန်တော်အကျော်ဆန်တာမုံစားတာအဲ့လိုမျိုးရိုးရှင်းတဲ့အရာလေးလုပ်ပြီးတော့အုံနောက်ကိုကျွန်တော်တို့ရွေးချက်ရှိရှိပြန်ပြီးတော့ research ရဖို့လိုပါတယ်ဒီလိုနည်းလမ်းလေးတွေကိုကျွန်တော်တို့လက်တွေ့လုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ attention span ကအရင်ကတည်းကပိုပြီးတော့ပြန်ကောင်းလာတာကိုကိုယ်တိုင်တွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့လက်တွေ့ဆန်းလုပ်ကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲအားလုံးပဲပုံမကောင်းမွန်တဲ့အာရုံစိုက်မှုတွေနဲ့ပေါ့နော်ဆမ်မွဲတွေကိုလည်းအောင်မြင်စွာဖြစ်ကျော်နိုင်ကြပါစေဆိုတော့ကျွန်တော်တို့တွေနောက်ထပ် podcast တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အဆုံးထိနောက်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်ပါ